မင်္ဂလာပါရှင်ဒီနေ့တော့မော်လမြိုင်စတိုင်ရိုးရာဟင်းတုံးလုပ်နည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အရသာလည်းကောင်းပြီးထမင်းနဲ့စားရင်အရန်လိုက်ဖက်တဲ့ဟင်းတစ်မျိုးပါရှင်ကျမကတော့အရန်လုပ်တယ်တော့မဟုတ်ဘူးလိုက်မှာကြည့်ပြီးတော့သူများလုပ်တာကြည့်ပြီးတော့လိုက်လုပ်တာပေါ့နော်အရင်ဆုံးငပြောဖူးကိုပါလှီဖို့အတွက်ကိုရင်းတဲ့ဟာတွေကိုအရင်ဆုံးဖယ်ပေးလိုက်ပါမယ်ဒီလိုဖယ်ပြီးပြီဆိုရင်တော့ငပြောဖူးကိုပါလေးတွေလှီးပေးပါမယ်သူများလောက်တာကြည့်ပြီးတော့ကျမအရန်စားကျင်လာလို့ပေါ့နော်ကျမကတော့လုတ်တက်တယ်တော့မဟုတ်ဘူးဒါပေမဲ့ပထမဦးဆုံးလုတ်ဖူးတာပေါ့နော်ပထမဦးဆုံးလုတ်ဖူးတာဆိုတော့အရင်ကျွမ်းကျင်တဲ့အဆင့်တော့မဟုတ်ပါဘူးရှင်အရင်ဆုံးငပြောဖူးကိုပါလှီးပြီးတော့ဆနွဲမုံနဲ့စားထည့်ပြီးတော့နေထားပေးပါမယ်ဒီလိုနေထားခြင်းအဖြစ်ငပြောဖူးမဲသွားစီပဲအရသာလည်းပိုကောင်းစေပါတယ်ငပြောဖူးမှာရှိတဲ့ခါတက်တဲ့အရသာတွေလည်းထွက်သွားစေရပေါ့နော်အားကြောင့်မလို့နာလေးနေပေးပါမယ်ပြီးသွားရင်ဟင်းတုပ်လုပ်ဖို့ပဇွန်ထည့်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပဇွန်ကိုတေချာဆေးကြောတန့်စင်ပြီးတော့ဒီမလိုတာတွေကိုဖယ်ပေးပါမယ်ဟင်းတုပ်ထဲမှာပဇွန်ထည့်လိုက်ရင်အရသာကပိုမွေးပြီးတော့စားလို့ပိုကောင်းပါတယ်ပြီးရင်ထည့်သုံးမယ်အရွက်တွေကိုအိမ်မှာရှိတဲ့အရွက်တွေနဲ့ပဲလုပ်လိုက်တယ်ပေါ့နော်ကိုကြိုက်တဲ့အရွက်ထည့်လို့ရတယ်အိမ်မှာတော့ကစုံရွက်ရဲစူးပုတ်ရဲကလားနန်းရဲရှိလို့အဲ့ဒါလည်းပဲထည့်လိုက်ပါတယ်ပစ္စည်းစုံတဲ့အချိန်ထိမစောင့်နိုင်တော့ဘူးပေါ့နော်အရန်စားကျင်လာလို့လုပ်ကြည့်လိုက်တာပေါ့နော်ပြီးတော့ရင်စောတော့ကရေဆေးသက်စင်ထားတဲ့ငပြောဖူးကိုထည့်ပါမယ်ပြီးရင်ဆန်မှုတ်ပေါ့နော်ဆန်မှုတ်ရဲ့ဆန်မှုတ်ကလေသူများတွေကတော့အစိမ့်မှုတ်ပဲထည့်တယ်ကျမအိမ်မှာဆန်မှုတ်အစိမ့်မှုတ်ကိုအချက်မှုတ်ကိုရှိတဲ့အတွက်ကြောင့်မို့လို့အကုန်ထည့်လိုက်ပါတယ်ပြီးသွားရင်ပါဝင်ပစ္စည်းတွေဖြစ်တဲ့ငရုတ်ဒီမုတ်ဆနွဲမုတ်ဆားအချိုမှုတ်ပြီးသွားရင်စိမ်းသားငပီပေါ့နော်အဲ့လေးကိုလည်းထည့်ပြီးတော့နေပေးပါမယ်ဒီလိုနဲ့အချိန်ကြာရင်ရေနည်းနည်းလေးထည့်ပြီးတော့နေပေးမယ်ပေါ့နော်ပြီးရင်လိုအပ်တဲ့ပစ္စည်းတစ်ခုဖြစ်တဲ့ဒီရဲရွက်ကလည်းအိမ်မှာအပင်ရှိရတဲ့ကြောင့်မလို့အစင်သီးခူးရုံပါမယ်ပြီးသွားရင်ဖက်ကလေးတွေကိုပေါ့နော်ဖက်ကလေးတွေကိုမီးကင်တာပဲဖြစ်ဖြစ်ပြုတ်တာပဲဖြစ်ဖြစ်နေလန်းတာပဲဖြစ်ဖြစ်လှုပ်ထားပေးရမယ်ပေါ့နော်အဲ့ဒါမှကိုဖက်ထုတ်တဲ့အချိန်ကျရင်မကျိုးပေါ့နော်ပျော့လေးဖြစ်စေတယ်ဖက်ကကျွတ်နေတယ်ဆိုရင်ကွဲသွားတာတို့ဘာလို့ဖြစ်နိုင်ပါတယ်ကျမကတော့ဒီထုတ်တဲ့ဟောင်းတိမ်မထုတ်တဘူးပေါ့နော်ဒါပေမဲ့အရင်စားချင်နေလို့လေမတက်နိုင်ဘူးလုပ်လိုက်တာပဲအဓိကစားဖို့လေနော်ပြီးရင်တော့ပေါင်းအိုးလေးထည့်ပြီးတော့ကြက်အောင်ပေါင်းပေးပါမယ်ဟင်းတို့ချက်သွားတဲ့အခါမွေးလေးနဲ့အရင်စားလို့ကောင်းပါတယ်ရှင်အရင်တထုပ်ဆန်းပြီးတော့ဖောက်ကြည့်မယ်ပေါ့နော်ကျမကတော့ထမင်းအောင်မစားပဲနဲ့လေအဲ့ဟာကိုစောင့်နေတာအရင်စားချင်တာလို့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် channel လေးကို like and subscribe လေးလုပ်